ကိုစီမှာပစ္စည်းတွေအများကြီးရှိတာကိုပြပြီးရောင်းတာတဲ့ကုန်တော့မယ်ဒီပစ္စည်းကနည်းနည်းပဲကျန်တော့တယ်လို့ပြောပြီးရောင်းတာက customer တွေကိုဝယ်ခြင်းစိတ်ပို့ပြီးဖြစ်စေပါတယ်18ရာစုနှစ်လောက်တုန်းကဘရင်တစ်ပါးကသူ့ရဲ့တိုင်းသူပြည်သားတွေကိုအာလူးစိုက်စားစေခြင်းတဲ့အတွက်မျိုးစေ့တွေကိုအကုန်လုံးဝေပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့တိုင်းသူပြည်သားတွေကဒီအာလူးတွေကိုစိုက်ပြီးတော့မစားခဲ့ကြဘူးအဲ့တော့ဒီဘရင်ကသူ့ရဲ့အစီအစဉ်ကိုပြောင်းလိုက်တယ်လက်ရှိရှိပြီးသားအာလူးစိုက်ခင်းတွေကိုပေါ့နော်တော်ဝင်စိုက်ခင်းလို့နာမည်ပြောင်းလိုက်ပြီးတော့အဆောင်အနေနဲ့တေချာစောင့်ခိုင်းလိုက်တယ်ဒီစိုက်ခင်းတွေကိုဝင်ယူခြင်းတဲ့လူဆိုလဲယူပေါ့နော်ဒါပေမဲ့အဆောင်ကတော့ဟန်ပြအနေနဲ့စောင့်ပေးရမယ်ဆိုပြီးတော့တာဝန်ပေးထားလိုက်တယ်အဲ့ဒီခါမှာပြည်သူတွေကဒီအာလူးစိုက်ခင်းတွေဟာလူတိုင်းစားလို့မရတဲ့အရာတန်မိုးကြီးတဲ့အရာလို့သတ်မှတ်ပြီးတော့ညာပိုင်းဒီမှာဒီအာလူးစိုက်ခင်းတွေကမျိုးစီးတွေမျိုးပင်တွေကိုခိုးတယ်သူတို့ကိုယ်တိုင်ပြန်စိုက်ပြိုးကြရတယ်ပေါ့နော်အဲ့မှာဘရင်ရဲ့အစီအစဉ်ကအောင်မြင်သွားတယ်တနိုင်ငံလုံးလဲအာလူးတွေစိုက်ပြီးတော့စားတောက်ကြတယ်ပေါ့နော်ဒီဥပမာလေးရဆိုရင်လူတွေကလွယ်နဲ့ရတဲ့အရာတွေဆိုရင်တိတ်ပြီးတော့အလေးမထားကြဘူးနည်းနည်းခက်ခဲရင်းလေးနဲ့ရမှလူတွေကပို့ပြီးတော့တန်မိုးထားကြရတယ်ဆိုတဲ့သဘောလေးကိုသွားပြီးတွေ့ရတယ်ဒါကို marketing မှာ psychology of scarcity လို့ခေါ်ပါတယ်အဲ့တော့အခုကြည့်နေတဲ့လူကြီးမင်းတွေအနေနဲ့လည်းလူကြီးမင်းတို့ရဲ့ product တွေစားသောက်ကုန်တွေအဝတ်ထည်တွေဘယ် product ကိုမဆိုဒီတစ်ပတ်တော့အထူးပြုလုပ်ထားတဲ့ limited menu မို့လို့အယောက်20ပဲရပါတော့မယ်ဒီ product ကတော့လူအယောက်90အတွက်ပဲတီးတက်ကန့်သက်ထုတ်လုပ်ထားတာပါဒါမျိုးလေးတွေပြောင်းပြီးတော့ခုနလေးတင်ကြည့်ပါဈေးရောင်းကြည့်ပါ customer တွေကအပြေးအလွှားနဲ့လာဝယ်ကြပါလိမ့်မယ်ရပေါင်း60 challenge ရဲ့Day 5ဖြစ်ပါတယ်ကျွန်တော်လင်းထပ်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်